ရွေးကောက်ပွဲကိုဝေဖန်နေဖမ်းမယ်အရေးယူမယ်ရွေးကောက်ပွဲတွေဝါဒဖြန့်တဲ့ဇက်ကားကိုဝေဖန်နေအရေးယူမယ်ဖမ်းမယ်ထောင်ချမယ်လို့ဗျဇော်မင်းထွန်းကပြောတယ်ပြောတော့ဒီမိုကရေစီစနစ်ကိုသွားမှာတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုစနစ်တဲ့ဒီမိုကရေစီစနစ်နဲ့မင်းတို့ပါစနဲ့မတန်ဒီမိုကရေစီစနစ်ဆိုတာအတိုက်ခံပါတီရှိရတယ်နော်တိုက်ခံခေါင်းဆောင်ရှိရတယ်နော်တိုင်းပြည်အတွက်မင်းတို့ရွေးကောက်ခံအစိုးရကိုကမှားတာလုပ်မယ်လမ်းလွဲသွားမယ်ဆိုရင်ဝေဖန်မယ်ထောက်ပြမယ်နော်ဆွေးနွေးမယ်အကြံပြုမယ်အဲ့ဒါလိုလက်ခံရမယ်လေဝေဖန်တာကိုလက်မခံနိုင်ဘူးထောက်ပြတာလက်မခံနိုင်ဘူးဆိုရင်မင်းတို့အစိုးရမလုပ်နဲ့လေအစိုးရတော့လုပ်ချင်တယ်နော်ခုမင်းတို့လုပ်မဲ့ပါတီရွေးကောက်ပွဲနာမည်ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟောဥပဒေကိုလည်းထပ်ပေးထားတယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုဟန်တာနှောက်ယှက်ချင်းမှကာကွယ်ခြင်းဥပဒေတဲ့ငါနာမည်ပေးမယ်မင်းတို့ထပ်ပြီးတော့ပါတီမစုံစစ်အာဏာရှင်အထွေထွေချင်းချောင်းပြီးခွေးကောက်မဲ့ပွဲရဲ့ဆိုဘာလို့ခွေးကောက်ပွဲတော့ငါပြောနေတာလဲဆိုတော့အခုမင်းတို့လုပ်တဲ့ရွေးကောက်ပွဲမှာနော်စစ်ယူတော်ချွတ်ထားတဲ့စစ်တပ်ကလာတဲ့ဗိုလ်ချုပ်တွေဗိုလ်မှူးချုပ်တွေအဲ့ဒီခွေးတွေကလွတ်တော်မှတ်တွေအကုန်ဖြစ်မှာခုပဲကြန့်ခိုင်မှဝင်ရွေးတဲ့လွတ်တော်မှတ်တွေမပြိုင်ခင်တွေကနိုင်နေတယ်